ဒီဖတ်ဆိုတာ
ပေတရုကိုပြောတာနော်ချိန်ခအကြောင်းမပါတော့ဘူးလားအင်္ဂလိပ်တရားကိုယုံကြည်ရင်ဘာဖြစ်လဲအင်္ဂလိပ်တရားကိုယုံကြည်ဘာဖြစ်လဲကဲတင်ကြီးအဲ့ဒီကျမ်းစာလို့ပြောလားဘာပြောလဲသူပြောတော့ပြောမှာပေါ့ကျမ်းစာပြောပါတယ်ဘာပြောလဲဆိုအင်္ဂလိပ်တရားအဖြစ်ကဒီလိုမျိုးချင်းကိုရောက်ကြတယ်အင်္ဂလိပ်တရားကိုယုံကြည်ပါရလဲဒီလိုမျိုးရတယ်နေချင်းရတယ်ဘာကိုယုံရင်လဲဒီတော့ယုံကြည်အင်္ဂလိပ်တရားကိုယုံရင်တင်ကြီးရအင်္ဂလိပ်တရားကိုမယုံရင်တင်ကြီးမရဆွတ်ပြောတယ်သူဖခင်ကဒါကိုယုံဖို့ကလွယ်မလွယ်တာတဲ့ယုံစရာကောင်းလားကောင်းဘူးအဲ့ဆိုတော့အဲ့ဒီကာလာအဲ့ဒီအခြေအနေတော့ကတည်ပြီးတော့ကျွန်တော်တို့ဒီကပြန်မဟုတ်ဆိုပြီးတော့ကြည့်ရတယ်နော်မဟုတ်ဘူးသူများတည်ပြီးဆိုပြီးတော့တက်သွားပြီးပြီးဆိုသွားပြီးအကောင့်ထဲကလေးပြထွက်လာတည်ဘူးဆိုပြီးတော့ကြည့်ဘူးလားငယ်တော့ကဇက်ကမဟုတ်ပြန်လာပြီတဲ့ညတက်ပေမဲ့မတည်ဘူးတဲ့အဲ့ဒီလည်းမဟုတ်ပြန်တည်တာပဲလောကမှာတည်တော့ပြန်နေအများကြီးရှိတယ်အချိန်တိုင်းမှာဖြစ်တယ်ပြန်တည်တယ်တပည့်တော်တွေလည်းယုံလားမယုံဘူးယေရှုခရစ်တော်ဘလို့တော့ဘလောက်ချင်းချင်းဖြစ်တယ်ဆိုရင်ယေရှုခရစ်တော်ကတော့အခန်းခံနေရတဲ့အချိန်မှာတော့ယေရှုလည်းအခန်းခံကားတွေပေါ်တက်သိမကြခင်တော့အမှယေရှုကိုယုံကြည်လက်ခံတဲ့ယာကုပ်နော်ခြေယာကုပ်ကိုခေါင်းဖြတ်ပြီးဖွင့်ပြဟောဒါပဲဖုတ်ပဲတဲ့ပေတရုကိုလည်းဖမ်းထားတပည့်တော်တွေအားလုံးကကြောက်အဲ့ဒီအရင်မှာကလည်းဖိလိပ္ပုတို့ကလည်းဂလုံးနဲ့ပြပြီးသေးယေရှုကလည်းကားတွေပေါ်တက်ယုံကြည်သူတွေအားလုံးကအကုန်လုံးကြောက်ရွံ့နေတဲ့အချိန်ယေရှုကတော့အချိန်ချင်းတပည့်တော်တွေကိုလည်းပြောပြီးပြီးကတော့ဝေငါဟောပြောပြီးတော့နော်သူသွားရမယ်ငါသူပြန်ရှင်ပြန်ဖမ်းမြောက်မယ်ငါမင်းတို့နဲ့အတူရှိတဲ့ဘုရားအနေနဲ့ပြောခဲ့ပေမဲ့သူတို့ရဲ့တတ်တာထဲမှာယုံကြည်ခြင်းမရှိဘူးဆိုတာတွေ့ရတယ်။အဲဒါကြောင့်မလို့ပေတရုဝေငါကိုချစ်တာပေါ့ဘုရားရဲ့ဘုရားသိပါတယ်။ငါ့ကိုချိန်မှာသူတွေကိုထိပေတရုဝေငါကိုချစ်တာဘုရားကိုကျွန်တော်ချစ်တာဘုရားသိပါတယ်။ဒီငါတို့တွေကိုကျွေးမွေးတော့ငါ့ကိုထိမှာငါ့ကိုကျွေးမွေးပါငါတို့တွေကိုဝိဆိုင်ပါလို့ပြောထားတယ်ပေတရုလည်းတော့သူပါပြပါတယ်။ဘုရားကိုကြီးကျွန်တော်သူလည်းမဆိုင်ပါဘူးဆိုင်တယ်လို့ပြောရင်ဘာထိခံမှာလဲ။နဲ့တော့ကားတိုင်းကိုမတက်ခံရင်တော့ရိုက်ခံမှာ။ဆိုတော့ယေရှုကိုချစ်ပါတယ်လို့ပြောပြီးဖတ်ပြီးသွားတာပဲ။ကျွန်တော်လည်းယေရှုကိုချစ်ပါတယ်ဆိုပြီးယုံခဲ့ပြီးတော့ပေါက်လွယ်ပေါက်ပြန်တဲ့လူတွေရှိလား။ရှိပါဘူး။ရှိတယ်။အဲ့ဒါတွေကပြန်ပြောရမယ်ဆိုတော့ဘုရားကဗိသားတယ်ပြောတယ်။နော်အဲ့ဒါဆိုတော့အခုတေဘော15ရာအေဝိဂတိတရားကိုယုံကြည်ပါရလေ။ကဲတင်ခြင်းရတယ်။အဲ့ဒီကဲတင်ခြင်းရတော့နောက်တစ်မျိုးခေါ်တယ်ဘာဖြစ်တယ်လို့ခေါ်လဲ။ထာဝရသက်ရတယ်။နကရေးတဲ့ဟာတွေပဲထာဝရသက်ရတယ်ပြီးတော့ကဲဒီအင်္ဂလိပ်တရားကိုယုံကြည်လက်ခံပါရလေ။ထာဝရသက်ဖြစ်မဲ့။ကောင်းကင်သားဖြစ်မဲ့။ကောင်းကင်သားအရှင်တော်ဖြစ်မဲ့ခြေကြီးလိုက်တော့ဘုရားတော်အရှင်ဟောဘာလဲထည့်ခြင်းသေးလဲသမတ်တော်ကိုထည့်ခြင်းတော့ထည့်လို့ရတယ်။လက်သမားရေးလိုက်ဟာတွေအားလုံးပေါ့။နော်အဲ့ဒါဆိုတော့ကျွန်တော်တို့ကအဓိကကတော့အင်္ဂလိပ်ရေးတရားကြီးဟူသောယေရှုခရစ်တော်ရဲ့နဝအကားတိုင်းကိုပဲအမိပြုပြီးအသက်ရှင်တာတွေ့ရတယ်။ဆိုတော့များသောသူတွေကအဲ့ဒီမတဲဖို့အခြေခံပြီးတော့ကျွန်တော်တို့ကိုရောအခွင့်နဲ့များစွာသောသုံးပါးဝါဒပေးပါပြီ။ကိုရောအခွင့်နဲ့လက်ဆိုးတွေကိုကောင်းထုတ်ပါပြီ။ကိုရောအခွင့်နဲ့ဟောများစွာသောတကူတွေကိုပြပါပြီ။ဒါပေမဲ့လည်းဘုရားကဘာပြောလဲ။ဒီလိုကအလေးမတိအလေးမတိဆိုတာကခဏလေးမတိတာလား။လုံးဝ။ဟိုးရင်တွေကလုံးဝကိုမတိတာ။ဓမ္မလုပ်တယ်လို့ပြောလားအဓမ္မလုပ်တယ်လို့ပြောလားအဓမ္မလုပ်တယ်အဓမ္မလုပ်တယ်။ကဲသတင်းစာထဲမှာဖတ်လိုက်တယ်။ဘယ်နေ့ပဲချိန်မှာကတော့အေးဘယ်ကျောင်းသူလေးကိုဘယ်သူကတော့အဓမ္မဖြစ်သွားတယ်။ကောင်းလားနိုင်မှာလို့။ကောင်းပါ။အဲ့လိုပဲဒီမှာပြောတဲ့အဲ့ဒီတဘိုးပြတဲ့လူတွေနော်များစွာသောသုံးပါးဩဝါဒပေးတဲ့လူတွေများစွာသောနော်ဒီလက်စုံပေါင်းလုံးနေတဲ့လူတွေတဘိုးတွေလည်းပြတာပဲ။ဒါပေမဲ့ဘုရားသခင်ပြောတဲ့ကဲတင်ခြင်းကိုပြန်ကြည့်တဲ့အခါမှာတော့ဘဝကားတိုင်းကိုမယုံရည်ကဲတင်ခြင်း။ဘဝကားတိုင်းကိုမယုံရည်ဒါမှတိဘူးလို့ပြောတာ။အဲကြောင့်ကျွန်တော်တို့ကိုဘုရားသိတဲ့သူဖြစ်ဖို့ရအတွက်အရေးကြီးဆုံးကအင်းဝင်ကြီးတရားကိုပြီးမှလက်ခံ။ဒါပါဒီဟာပါမှပဲ။နော်အဲ့လိုဆိုတော့ကျွန်တော်တို့သူတွေရွာတွေမှာအလူတွေလုပ်တဲ့အခါမှာလူတအားများလို့တဲ့အတွက်အယူစုခမင်းစားမဲ့ဆိုတဲ့အခါမှာလက်မှတ်လေးတွေပေးတယ်လက်မှတ်စိတ်ဒီပြလက်မှတ်လေးပေးပြီးသွားစားနောက်တစ်ခါထပ်စားရင်ဘာပြဖို့လို့လဲလက်မှတ်ပြဖို့လဲလက်မှတ်ပြမှစားလို့ရတယ်အဲ့လိုပဲကျွန်တော်တို့ရဲ့လက်မှတ်ကတော့ယေရှုခရစ်တော်ဖြစ်ယေရှုခရစ်တော်ကိုပြပြီးယေရှုခရစ်တော်ရဲ့လက်မှတ်နဲ့ကျွန်တော်တို့ကပဲသွားရတယ်ကောင်းကင်နိုင်ငံကိုသွားရတယ်ဘေးနားလူတွေတကယ်ချင်းချင်းမှလက်မှတ်ရှိပြီလားတကယ်ချင်းပါ
ကင်နိုင်ငံကိုသွားရပါဖြစ်တယ်ဟုတ်ပြီနော်ဘုမ30ကိုမှပြောတယ်ယေရှုခရစ်တော်လောကထဲမှာအသင်္ကန်းသွေးသွန်းတာကိုတဲ့စင်လုံးထဲကနေယုံကြည်ရင်ဘာဖြစ်လဲဘာရတယ်လို့ပြောလဲအတန်တော်သွားပြီဘာရတယ်လို့ပြောလဲအားရပါပြောပါမနက်ကပြောခဲ့ပြီလေကတိချေဟုတ်လားကျန်တာလို့ပြောလားရှင်ကမကြည့်မနဲ့လို့ရတယ်ဟုတ်လားကျန်တာဟုတ်လားကျောင်းမရလို့ရောက်ချင်းကစေလုံးကြီးယုံကြည်ရည်ကတိချေလို့ရောက်ချင်းကโอเคကျွန်တော်ကိုခံပြီးပြီလားခံပြီးပါ ကိုပေးထားလို့ပြောတကယ်ကြီးကိုခံပြီးပြီလားဒီခိုင်းဘာရလဲအဲ့ဒီရတာကိုဘာရတယ်လို့ပြောလဲအာရသရတယ်ဟောဘာထပြောလဲကောင်းကင်သားဖြစ်တယ်ဆရာသားဖြစ်တယ်အရှိသူဖြစ်တယ်ကျောင်းမသူဖြစ်တယ်ကျောင်းမတော်သေးဘူးဟုတ်ပြီလားကိုအသက်ရှိတယ်လို့ခံစားရလားကပလီယာရေခါမှမချိုးဗျာသူတက်ရှင်းလားသူ့ပြောသူတက်ရှင်းလားသူရေခါမချိုးတက်ရှင်းလားတက်ရှင်းတယ်ရေချိုးမချိုးကဘယ်သူအမြင်လဲလူအမြင်လူအမြင်အသားမဲတာအသားပြူတာကဘယ်သူအမြင်လဲလူကအပေါ်ရုံပဲကြည့်တာဖြစ်တယ်ညာတကယ်ဘယ်ကိုကြည့်တာလဲနှလုံးသားဒီနှလုံးသားမှာချိန်ဖို့တဲ့ဘုရားကလည်းဘယ်ဟာကိုပဲစိတ်ဝင်စားတယ်အတွေ့နှလုံးသားကိုပဲစိတ်ဝင်စားတာဖြစ်တယ်ဘိနာလူပြောလိုက်ဘိနှလုံးသားကိုဘယ်ချင်းစိတ်ဝင်စားတယ်ဘိနှလုံးသားကိုဘယ်ချင်းစိတ်ဝင်စားတယ်တို့ရဲ့နှလုံးသားမှာအဲ့ဒီစိတ်ဝင်စားတဲ့ဘုရားကလာရောက်ပြီးတော့နေရာကြီးပဲလာရောက်ပြီးတော့ချိန်ဖို့တယ်လာရောက်ပြီးတော့ကျွန်တော်ကိုသွန်သင်ပေးတယ်အဲ့ဆိုတော့ဘုရားခင်ရဲ့သွန်သင်ခြင်းဆုံးမခြင်းကိုကျွန်တော်ရဲ့အသက်တာမှာခံယူဖို့ရအတွက်ရည်ရှိပါတယ်အဲ့ဆိုတော့အားလုံးကြိုက်တဲ့ကြပါရှိနော်အဲ့ဒါပါလေနှစ်ကောကစက်ကိုရလားရပါလေလေးတွေပြောတာရလားရပါပါအဲ့ဆိုလူပြည်ဒီကသူရဲ့ခတ်သိမ်းသောຢာတွေကအသစ်ဖြစ်တယ်။ဘာမှရှိလိုက်လဲခရစ်တော်၌ရှိလေတဲ့ခရစ်တော်၌ရှိပြီလားရှိပါပြီ။ဒါဆိုဂလာတိ1:30ငါသည်ခရစ်တော်နှင့်တူဘဝကတိုင်မှာသေခံပြီးသို့တော်လည်းသက်ရှင်သေး၏ဘုသို့ဆိုသောငါသည်ကိုယ်တိုင်မရှိအာဒီကိုယ်တိုင်မရှိဆိုကေဒီကြီးရတယ်သာရတ်ရတယ်ကောင်းကင်သားဖြစ်တယ်ဘုရားသားဖြစ်တယ်တန်ရှင်းသူဖြစ်တယ်ဖြောင့်မတ်သူဖြစ်တယ်ဆိုရင်ကျွန်တော်တို့ဟာကိုယ်တိုင်ရှင်လို့မရဘူးနောက်တတိယလေးပြောရင်ငါဆိုတဲ့ဘုရားနဲ့ရှင်လို့မရဘူးငါလုပ်တယ်ငါစားတယ်ငါသာမရှိဒီလိုဘာဖြစ်သွားမယ်ထင်လဲသူသာသိသွားမယ်ဘုရားကြီးကျေးဇူးပြုမယ်ဘာဖြစ်ဘူးငါဆိုတဲ့အရာကြီးကိုပျောက်သွားဖို့ဘုရားကြီးကအလိုရှိတာဖြစ်ဟိုငါသိတော့ငါမှမရှိတော့ဘာမှလုပ်ရဘူးကျွန်တော်တို့ဘုရားကြီးကျေးဇူးတော်ကြောင့်အလိုလုပ်စီတယ်ငါဆိုတာကိုပျောက်စေခြင်းနဲ့ဘုရားကြီးဘာလဲတော့ကြောက်ထိုင်တယ်အတားပါထွက်တယ်ကျွန်တော်ကဘာကြောက်ဖို့လို့လဲမိသားစုလိုက်ငါကြောက်ဖို့လို့လဲအဲ့တော့ကျွန်တော်တို့ကခရိယာတတ်တာဆိုတာကတော့ယေရှုကိုယုံကြည်ပြီးတော့ကိုယ်တိုင်ရှင်တာမဟုတ်ဘူးကိုယ်တော်ရှင်တဲ့တတ်တာပြမိသားစုပြောလိုက်ကိုယ်တိုင်မရှင်တဲ့ကိုယ်တိုင်မရှိဘူးရှင်ဝိပေးပါကိုယ်တိုင်ရှိတယ်အဲ့ဒါကကျွန်တော်တို့ဗာလဲဆိုတော့ယေရှုခရစ်တော်ကိုယုံကြည်ပြီးတော့ရှောက်လန်းတဲ့တတ်တာကယေရှုခရစ်တော်ကကျွန်တော်အထဲမှာလာရောက်ပြီးတော့ယေရှုရဲ့ဦးစားပေးယေရှုရဲ့တုံ့ပြန်ချက်ဦးစားပေးယေရှုကကျွန်တော်တို့ကိုမှာထားတဲ့သုံးပါးစကားတွေကိုဦးစားပေးပြီးတော့အသက်ရှင်ရေးဘာပေါ်လာလဲဆိုတော့အရာဘုံထင်ရှားတယ်ဆိုလို့ရှိရင်ဘောနိုင်ဆိုရင်ဒီလောကသည်ဘုရားသခင်ဤသားတို့ဤပေါ်ထိုးခြင်းအရာကိုအလိုတောင်းတပျော်လင်းလျက်နေ၏
လောကကြီးကမျောနေတဲ့ຢာကဘုရားသားတွေဘုရားဘုန်းဖြေရှားတာကို ညော်နေတယ် ဒီနာလူပြန်ပြောဘယ်ဘုရားဘုန်းဖြေရှားပြီလား ဘုရားဘုရား ဘုရားမဖြေရှားရေ ဘုရားမတင်ရှားလေ ဘုရားဝင်စားမယ် ဘုရားဝင်စားလေ ဘာလို့ကြမလဲလား ပြေရှားမယ် ဘုရားထင်ရှားဖို့တော့လို့တယ်။ဒါဆိုတော့ဘုရားကဝင်စားသွားတယ်ဘုရားမထေရှားလာကြ။အဲ့ဒါဆိုတော့ခရသားပြီးသားသွားတယ်အသက်မရှိလာကြ။ဘာလို့ခရသားကအမွေရမယ်အမွေရမယ်။ဘုရားပေးတဲ့အမွေတွေလည်းမရဘူးတော့။အဲကြောင့်ဂလာတိမှာပြောတယ်မင်းတို့အားတဲ့ခရသားဖြစ်တဲ့အတွက်တဲ့ဘုရားသခင်ကအမွေပေးမယ်။အမွေဆိုလူစိတ်ဝင်စားလား စေဝင်စားတော့ ။ကောင်းကြီးရမယ်ဆိုစိတ်ဝင်စားလား စေဝင်စား ဝင်စားတယ်။ဒါပေမဲ့ဘုရားသခင်ခိုင်းတဲ့ຢာကြတော့ဘာတစ်ခုမှမလုပ်ရှင်းထားပဲတဲ့ကျွန်တော်ဘုရားဘုရားကတောင်းတတဲ့ຢာကမင်းတို့ရဲ့အသက်တာထဲမှာငါရှင်ပြီးတော့မင်းတို့ရဲ့ဘုံပေါ်ထုံခြင်းဘုံထင်ရှားခြင်းကိုဘုရားသခင်တို့ကပြောလင့်တယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်။ဒီဝိဂရိကေတင်ရရင်ဘုရားသားဖြစ်တယ်ဘောအတေစနေပါတယ်လေသူပြီးတော့ယူနာကျက်တာတောင်းတရမကြက်ရဘူးရတော့သူ့ကြိုက်ရဘူးလားတော့ရောက်ကြည့်ရအောင်အဲ့တင်ပါပဲနေတော့ပါ ကိုရောကိုယုံကြည်တော့ ဘေးကောကျွန်တော်တင်နေစင်တာလည်းကြာသွားပြီနော်ဒီလိုက်ဆိုရအောင်ထိုးသူကိုသတ္တမြတ်သောသူဒီဟူသောတော်ကိုကြည်သောသူတို့အားဘုရားသခင်ဤအာရသောဝိကိုပေတော်မူ၏ယုံကြည်လား ယုံကြည်ပါတယ် ယုံကြည်လားဆိုတော့ယုံကြည်လားယုံကြည်မှာဖြစ်လေ တရားသား ဘု ဖြစ် ရားသားယုံကြည်မှဖြစ်တာဘုရားသားအလိုလျောက်မဖြစ်ဘူးအမွေမွေးလိုက်ကိုရအတွက်သူစူးစမ်းကြမလို့ဘူးတော့သူမွေးလာပြီဒါပေမဲ့ကျွန်တော်တို့တတ်တာမှာတော့ခရစ်တော်ကိုယုံကြည်လက်ခံမှပဲမဖြစ်တာလေ တရား ဘု သား ရားသားဘလို့ဘုရားသားလဲဘုရားပိုင်တော်ဘုရားသားကဲပြန်ဆိုဘုရားပိုင်တော်ဘုရားသားတစ်ချင်း ကျွန်တော်တို့ကိုရွေးလို့ပြီးသွားပြီလား ဒီလိုပြပါ ပြီးသွားပြီဘုရားပိုင်လားကိုမပိုင်ဘူးဆိုပြီးတော့ဘုရားကျွန်တော်ကိုဆောက်ပါဘုရားသခင်ကျွန်တော်ကိုပိုင်ပါတယ်ဆိုပြီးကျွန်တော်တို့ကလက်ခံထားဖို့လိုအပ်တာဖြစ်ပါတယ်ယောမရှင်း28နဲ့30ပါကဲလိုက်ဆိုရအောင်ဘုရားသခင်ကိုဘောသူဒီဟုသောကျမ်းစီတော်မူခြင်းတိုင်းတော်တော်မူသောသူတို့၏အကျိုးကိုတိန်သောအရာတို့သည်ဒီတညွတ်သေးသူကြသည်ကိုဒီကြ၏ဘုရားသခင်၏ကားတော်သည်ရာသောညီတို့တွင်အောင်းဖြစ်တော်မူမည်အကြောင်းဘုရားသခင်သည်ရှင်မစွာကပြီးတော်မူသောသူတို့ကိုကားတော်၏ပုံသဏ္ဍာန်နှင့်အကြည့်ရဲ့ဖြစ်စေခြင်းကရှင်မစွာကဝေကမသားတော်မူ၏ကိုတို့ဝေကမသားနှင့်သောသူတို့ကိုခေါ်တော်မူ၏ခေါ်တော်မူသောသူတို့ကိုလည်းရောက်ပဲ့ရာ၌တည်စေတော်မူ၏ကိုတို့တည်စေတော်မူသောသူတို့ကိုလည်းကိုတို့တည်စေတော်မူသောသူတို့ကိုလည်းရှင်များတော်မူ၏ရှင်တိုင်းဘာလို့လဲဆိုတော့ဂလာတိ20မှာတဲ့လဝါကားတိုင်းမှာတဲ့ယေရှုခရစ်တော်ရဲ့လူတဲ့ကျွန်တော်တို့ရဲ့ငါကိုစိုက်ရတယ်
အဲ့ဒီခါကျရင်သူ့တော်ကကျွန်တော်အထဲမှာလာပြီးတော့အသက်ရှင်နေတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုရှင်းမစွာကလေးကခွက်ခတ်မှတ်သားလို့အဲ့ခွက်ခတ်မှတ်သားတဲ့သူတွေကိုလည်းဒီမှာပြန်တည်စေမယ်။တည်ပြီးသွားရင်တော့ဘာလို့လဲဆိုတော့ချိန်တိုင်းရဲ့ရှင်းပြမယ်။ကျွန်တော်တို့ကအချိန်တည်းမစောင့်နေတော့ခါရဲကိုကိုတခါရဲဆွဲဆက်ခါရဲကြားကြီးချိပြောက်လိုက်တော့ခါရဲလူကြီးဖြစ်လို့ရတယ်။ခါရဲတော့အသက်စိတ်တော့ခါရဲဆွဲတင်လိုက်စိတ်ပြေမလားမပြေဘူးကျွန်တော်ကတစ်စိတ်ပြီးတစ်စိတ်အကြောင်းတန်းသွားလို့ပဲငါတန်းသုံးတန်းလေးနဲ့အထုတက်သွားတယ်ခရီးရယုံကြည်သူဖြစ်သွားရင်တစ်စိတ်ပြီးတစ်စိတ်ကျွန်တော်တို့ကိုအတ္တတာလေးမှာကြီးထွားလာလို့အဲကြောင့်ကျွန်တော်ရှိဖို့လူကမင်းတို့ကိုတဲ့ငါတဲ့နော်အချိန်ကြီးဟုတ်လားနော်တို့ကိုတိုက်ကြလို့ပဲဟောအေးလူကြီးကိုနော်ဟိုခဲဝဲစားဝဲကောင်းတဲ့ຢာတွေကျွေးနေပြီမဲ့မင်းတို့ကကျွေးလို့မရဘူးဘာဖြစ်လို့လဲအခုချိန်ကြီးသူငယ်ပဲဖြစ်နေလို့အဲ့ဒါဘယ်လိုလဲဆိုယုံကြည်သူဘုရားရေးရတယ်မှာကြီးထွားတဲ့တော့မကြီးထွားတဲ့လူတွေကိုပြောတာဖြစ်ကျွန်တော်ကကြီးထွားလာလို့ဟုတ်လားဟုတ်တယ်သူသားဘယ်နဲ့လဲအဲ့ဒါနဲ့30ရွယ်လဲဒီရွယ်ဒီလောက်လေးပဲတက်50ရွယ်လဲဒီလောက်ပဲဆိုရင်သူ့ဘာလို့ပြောမလဲမကြီးထွားတော့ဘူးရက်သွားပြီလို့ပြောဒီကျွန်တော်ဝင်ကြီးရေးတာတစ်စစ်တက်စေကြီးထွားလာပြုပြင်တာကိုခံရတယ်ရခင်တော့ဘက်တော့တဲ့အစင်တိုင်းကြီးထွားတဲ့အတ္တတာဖြစ်အဲ့ဒါကဘာလဲဆိုတော့ညာကြီးချီးမြှောက်မဲ့ဒီရွယ်ကိုကျွန်တော်ရောက်တာရခင်ကြီးရောက်တာခံရတာလူတိုင်းလိုချင်တာပဲဖြစ်လူတိုင်းလိုချင်ဒါပေမဲ့တုံတင်ဆုံးမတော့ဘုမခံခဲ့တဲ့ရပါလားမရပါဘူးကဲပြောချွေးထွက်များမှာချွေးထွက်နေမယ်ခရိယာတတ်တာထဲမှာငယ်လုံးသေးလေးနဲ့တိုက်လဲကိုပြဿနာအကြီးနဲ့တွေ့လဲကိုဘာပဲထွက်တယ်လဲညရည်ပဲထွက်တယ်ရခင်ကောင်းကြီးလဲကားကိုခံစားရပဲတတ်တာမှာဆုံးရှုံးနေတယ်ဘာလို့ဆိုတော့အခက်ခဲပြဿနာတွေကိုမရင်ဆိုင်နိုင်ဘူးအဲကြောင့်ကျွန်တော်ရှိဖို့လူကပြောတယ်ဟောတယ်ငါသူ့ရဲ့တတ်တာထဲမှာတဲ့နော်ဘေးပုံဘောက်တော့ကြွားတယ်လေစီးသွားရင်လည်းလေကပုံတိုင်းမိတယ်ဆိုတော့ကျမ်းစာမှာဘုရားစကားနားထောင်ခြင်းနဲ့နားမထောင်ခြင်းကိုနော်တဲပေါ်မှာစောက်တဲ့အိမ်နဲ့ကြောက်ပေါ်မှာတဲပေါ်မှာစောက်တဲ့အိမ်ကဘာဖြစ်လဲဘိုးရွာရေစီးပြီးတော့ဗာလေတိုက်ကြက်ပြီးတော့ပြောသွားတော့ဒီလေးကကြောက်ပေါ်မှာလည်းမိုးရွာတယ်ရေစီးတယ်လေတိုက်တယ်ခုနိုင်ခံရတယ်အဲ့မဲ့ကြောက်ပေါ်မှာဒီရဲ့ခါမှာတဲ့နော်ကြောက်နေဆောက်တာတဲ့ခါမှာဘာဖြစ်လဲအပြိုကလေးကိုတဲ့သူ့ကိုကြတော့ပညာမဲတဲ့သူ့ကိုကြတော့ပညာရှိတယ်ဘာနဲ့ပဲတိုက်တယ်စောက်ထားတဲ့အရာဆိုတိုက်ဝါနဲ့ပဲစောက်ဘဲလို့နဲ့ပဲစောက်လောကလူတွေပြောမယ်ကြောက်ဆိုတဲ့ဟာဘာလို့ပြောတာလဲကြောက်တီးဘူးတော့ခရစ်တော်ပေါ်မှာခိုင်ခန့်တဲ့အတ္တတရားအတင်းတော်ကိုဆက်လက်တည်ဆောက်တဲ့အခါမှာလေကြောက်ပေါ်မှာဒီလိုထက်ဆင့်ပြီးတော့တည်ဆောက်ပါကြပါကျွန်တော်ရှိပေါ်တော့ပြောတယ်အဲကြောင့်ကျွန်တော်မိသားစုကိုတည်ဆောက်တဲ့အခါမှာလေကြောက်မြတ်ခရစ်တော်တည်ဘူးတော့ကြောက်ပေါ်ကဲတချင်းဆိုပါအောင်ကြောက်ကြောက်ကြောက်မြတ်ခရစ်တော်အခုတော့ပါလေစေတဲ့ကြောက်မြတ်ကြီးဟူသောခရစ်တော်ကိုပဲငါကိုလို့ပဲအာမင်ခရိယာအတ္တမှာအသက်ရှင်ပဲငါယုံကြည်သူဖြစ်တဲ့ငါဘုရားသားဖြစ်တဲ့ဘုရားသခင်ကလေးတင်ခြင်းကိုရပြီဘုရားပြည့်တဲ့ထာဝရအသက်ကိုရပြီဆိုရင်အသက်ရှင်တဲ့သူကဘုရားသခင်ကိုပဲမလုပ်ရမယ်ကိုလုံပြီးတော့အသက်ရှင်ရမှာဘယ်နာလို့ပြောလိုက်ဒီကိုပြောနေတာပြောတယ်နော်ဘုရားကိုပူဇော်တော်သူတဲ့ကဲဘုရားဘယ်လိုပူဇော်မလဲကိုသားတာကိုနောက်တစ်ခါထပ်ယူသူစကားထွက်လာတယ်အားကိုးတာကဲအမေအားကိုးမလားအဖေအားကိုးမလားဘုရားပေးရတဲ့အမေကိုအားကိုးဖို့အမေကတော့ပွဲပြောတယ်မဲပုံပဲပြောရတယ်ကျွန်တော်တို့ပူဇော်မယ်လို့ပြောတဲ့အခါမှာဘာလို့လဲဆိုတော့အားကိုးလိုက်တာခိုးလုံလိုက်တာလောကမှာအားကိုးကြတယ်အများကြီးလို့ရှိတယ်ရွေးချယ်ကြတယ်ရှိတယ်ခရီးကိုအားကိုးတယ်ခရီးကိုခိုးလုံတယ်ဆိုတာပူဇော်တဲ့အတ္တဖြစ်လာတယ်အားကိုးခြင်းခိုးလုံခြင်းဒါနှစ်ခုပါလေကြောက်အားကိုးလားဒီမိမကြောကြတယ်ကိုအားကိုးကိုအစိမ်ရိုးတယ်
ပစိန်ရိုးဆိုတော့ပစိန်ရဲ့အယိုးပါပဲရှိတာပစိန်မပါပဲအယိုးတွေပစိန်အယိုးပစိန်ဆိုတဲ့အသွားမပါပဲနဲ့အယိုးကြီးနဲ့ခုတ်လို့ရတာမရပါဘူးဒီကိုအောင်ကိုရဲ့တက်တာကအသွားမပါတဲ့အယိုးကြီးတက်တာပဲရှိတယ်အဲကိုအောင်ကိုတဲ့တက်တာလည်းအယိုးကြီးပဲရှိတယ်တက်ဒီနေ့ဘုရားခင်ကိုအားကိုးတဲ့တက်တာကအသွားပါပြီးတော့ဘုရားကမှုဆောင်တဲ့တက်တာဖြစ်တယ်ဒီဝိနာပြောလိုက်အယိုးနဲ့ပဲတက်မရှင်တယ်လို့ဟောဘုရားပါတဲ့တက်တာကတော့ရန်သူတွေကိုနိုင်တဲ့ခွင့်ဘုရားခင်ကပေးတာဖြစ်အားကြောင့်ပြန်ချိုးရမယ်ဆိုရင်ဘုရားသားသမီးတွေအားလုံးကစစ်စစ်ကိုဘုရားခင်ရည်ရွယ်ချက်ရှိကျွန်တော်တို့မပိုင်ဘူးဆိုတာကျွန်တော်သိရမယ်ဘုရားခင်ရဲ့ဥဆောင်ခြင်းကိုလက်ခံတော်သူသိရပါမယ်ဟုတ်ပြီလား ပါပြီ ဖိလိပ္ပိ3ဂလာတိအိဖတ်ဖိလိပ္ပိရောက်နေတာ30ကဲလိုက်ဆိုရအောင်ငါတို့ကျင့်သောအကျင့်မူကားအောက်ကေဘုံနှင့်ဆက်ဆိုင်လျက်ရှိကဲတင်တော်မူသောအရှင်သခင်ယေရှုခရစ်သည်ကောင်းကင်ဘုံမှကြွလာတော်မူမည်ဟုငါတို့သည်ပျော်လင့်လျက်နေကြ၏ဆိုတော့လောကကြီးမှာတဲ့ကျွန်တော်တို့အသက်ရှင်တဲ့အခါမှာတဲ့ကောင်းကင်နဲ့ဆက်ဆိုင်တဲ့ကောင်းကင်ဘုံနဲ့ဆက်ဆိုင်တဲ့အကျင့်တွေရှိရမယ်။အရာနဲ့ဆက်ဆိုင်တဲ့အကျင့်တွေရှိရမယ်။ဆိုတော့အကျင့်ကောင်းပြီးအကျင့်ကောင်းလို့ကောင်းကင်နိုင်ငံကိုရောက်တာကြောင့်ပဲနဲ့အကျင့်ကောင်းခြင်းကဘုရားရဲ့ဘုံပေါ်ထွန်းခြင်းနဲ့ပဲဆက်ဆိုင်နေဆိုတာကိုတမန်တော်ကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်။အဲအကြောင်းကိုကဲတင်ချင်းရဖို့ရအတွက်နှစ်ချင်းခံဖို့လို့ကဲတင်ချင်းရဖို့ရဆိုတာပွဲတော်စားဖို့လို့ကဲတင်ချင်းရတဲ့သူကနှစ်ချင်းခံတယ်ကဲတင်ချင်းရတဲ့သူကပွဲတော်ဒီကလာကိုစားရတယ်သူကတစ်စစ်ချင်းဒီဟောတာဖြစ်ကျွန်တော်တို့ကဲတင်ရေးရမရပါဘူးကြည့်လို့ရတယ်ဒီကောင်ကတင်ရေးရပြီဒီကောင်သာရတက်ရပြီဒီကောင်ကြားသားဖြစ်ပြီဒီကောင်ထောက်ပတ်တော်ဖြစ်ပြီဆိုတော့ကျွန်တော်ဘယ်လိုကြည့်နေရလဲသိနိုင်ဒီကောင်ကြည့်တဲ့ကောင်ကျွန်တော်တရားတွေ့တယ်ဘောင်းကျဆက်ဆံကြဘာကိုကြည့်ရင်သိနိုင်ဟမ်ဒီလိုကြည့်တယ်သိတယ်ပေါ့အဲ့ဒါဒီကောင်ကတင်ရေးရပြီလို့ကျွန်တော်ပြောလိုက်တာဟုတ်ကဲ့အဲ့ဒါပြီးပြီအဲ့ကိစ္စပြီးသွားပြီအဲ့ဟာကိုပဲပြောပါ ပုံစံ ကျွန်တော်တို့ဟာဘုရားသားပြည်သားကြောင့်ကျွန်တော်တို့ကယုံကြည်သူဖြစ်တယ်ကတိကျရပြီးသွားပြီဖြစ်ကြောင်းဟာထင်ရှားဖို့လို့အဲ့ဒါကပါလဲဆိုတော့ဥပမာပြောလိုက်ကြည့်ဘာကြည့်လဲဆိုတော့ဘုရားရဲ့ခရစ်တော်ရဲ့ကားလိုက်တရားဥဆောင်ပြီးခရစ်တော်ရဲ့ဥဆောင်ခြင်းအတ္တတာနဲ့ရှင်သန်တဲ့အကျင့်ကိုယ်တိုင်ရှင်တဲ့အကျင့်မဟုတ်ဘူးဘုရားဥဆောင်တဲ့အတ္တတာဖြစ်တဲ့အခါမှာအဲ့ဒီဟာကအရင်ရေးကြည့်တာဖြစ်ဆိုတော့ကျက်လာအမြဲတမ်းပြောလူကိုကြည့်လို့ဘာပဲတွေ့လဲဟောလူကိုကြည့်တော့အပြစ်ပဲတွေ့တယ်ဖျောက်ကိုကြည့်တော့ဘာရှိလဲဟောဖျောက်ကိုကြည့်တော့အချစ်ပဲရှိတယ်တော့ကျွန်တော်တစ်ချိန်လုံးသင်ခဲ့ပြီးဖြစ်ပါတယ်အဲ့ဆိုဒီနေ့ကျွန်တော်ရဲ့အတ္တတာပါလေပုံဝင်ကြည့်တယ်တို့ကြည့်တယ်အပိုင်းဝဲတစ်ခုလုံးကကြည့်တယ်အသိတော်ကလူတွေကလည်းကိုယ့်ကိုကြည့်တယ်ဆိုတော့ audit ရဲ့အတ္တတာကိုကြည့်တဲ့အခါမှာ audit ဆိုတဲ့လူကတဲ့အသိတော်လည်းပါပဲရှိတယ်သိတော်လည်းပါနေနေပါလဲဆိုတော့တကိုးဖြစ်တယ်တဲ့ကိုလူကကိုဒီလူကကိုတရုတ်ဆရာရဲ့လူဆိုတော့တရုတ်ဆရာရဲ့မျိုးတော်တယ်ဆိုတော့ကိုတော့လည်းပြောလို့လည်းမကောင်းအကျိုးရွာတွေပါလဲအဲ့လိုကိုတွေအများကြီးပဲကိုကဒါဒီကောင်ပဲတိုင်ငယ်လေးခဏလောက်ဆိုပြီးဘောင်းချတော့ပြောပေးဘူးအဲ့လိုလူတွေအများကြီးပဲဆိုတော့အဲ့ဒါဘူးပြောဆိုကျန်းစာမကြည့်တော့ audit တွေက audit တွေကမကောင်းဘူးတဲ့ဒါပေမဲ့တမလို့ရှင်ဘောလူကအင်္ဂလိပ်တရားကြောင့်ထောင်ချသွားပြီးတဲ့အခါမှာတဲ့ audit တွေရဲ့ထောင်ထဲမှာသွားတွေ့တယ်ထောင်ထဲမှာသွားပြီးတော့ audit တွေကိုပြုစုပေးနေတဲ့ audit တွေကယုံကြည်သူဖြစ်လာတော့ထောင်ကလွတ်တော့မဲ့အခါမှာတမလို့ရှင်ဘောလူကစာဆောင်လေးရေးရတယ်အဲ့ဒါဖိလိမုန်ဩဝါဒစာလို့ဖိလိမုန်ဩဝါဒစာမှာပြောဆိုဖိလိမုန်ရေးတဲ့မင်းရဲ့အသွေးသားအဖြစ်တဲ့မင်းရဲ့မျိုးတော်တဲ့ audit တွေကိုဝါတဲ့မင်းလက်ခံပေးပါတဲ့
မင်းသူ့ပေါ်မှာရတဲ့ရှိတဲ့အကျိုးတွေလည်းငါလာရင်ဆက်ပါမယ်လူပေါင်းမဟုတ်ဘူးအကျွေးတော်အများကြီးပြင်သွားတာဒါပေမဲ့အရင်ကတော့သုံးလို့မရဘူးလေဒါပေမဲ့အခုတဲ့မင်းနဲ့ငါတို့သုံးလို့ရတဲ့ honest ဖြစ်လာအဲ့ဒါဘာလဲဆိုတော့သူ့ရဲ့အကျင့်အရင်ကဘယ်ထဲမှာရှိလဲဘာသာရေးထဲမှာကောင်းတာသိလားသိတယ်မကောင်းတာသိလားသိတယ်လှုပ်လားလှုပ်တယ်ဒီလိုပဲတက်ရှိတယ်အတ္တတော်ထဲမှာဘုရားခင်ရဲ့ဒီမှာရေးထားတဲ့ဘုရားရဲ့ဘုန်းက honest ဆိုတဲ့ဒီကိုတယောက်မှာမတွေ့ရဘူးပုံမှန်ဖျားကြောင်တက်ပုံမှန်စနစ်စကူတက်ပုံမှန်ကျန်းစာဆုံးပုံမှန်အင်္ဂလိပ်သွားတော့သူလည်းကားတွေပဲမောင်းပို့မှာအခက်ကတော့ကားမရှိဘူးပေါ့ရင်းလေးပဲလည်းမောင်းပို့ပေးမှာမဟုတ်ဘူးလေဒီမှာသူဘုံသွားတာပဲရှိတဲ့များအားလေးဖိုးဖူးနဲ့ထောက်ကြအမျိုးတွေကတော့ကောင်းပါတယ်ဘယ်လိုဖြစ်သွားလူချင်းဆိုတော့လေတင်းတင်းပေါ့တရားလုံးမှပါလေ50လောက်ပြောင်းပေးပေါ့ဘယ်လိုအစီအစဉ်တွေကြည့်လို့ရနောက်သူကြီးလို့မရတော့ထောက်ကြတာတချို့သောသူတွေပြောင်းလဲဖို့ရတော့ဖျားကြီးထောင်ချလိုက်ရတယ်ဘေးနာလူဆိုလိုက်မင်းပြောင်းလဲဖို့ရတော့မင်းထောင်ချနိုင်တယ်နော်အချို့သောခက်ခဲစီးရဲမှုပြင်မှန်းမှုတွေကဘုရားသခင်ကပေးတာမဟုတ်ဘူးဘုရားကကိုရှာပြီးတော့ရတော့ဘုရားသခင်ဘာလို့သိစေတယ်ဆိုတော့ပြောင်းလဲစေတယ်အဲ့ဒါအဲ့ဆို only တရားထောင်ချပြီးတဲ့အခါမှာသူရဲ့အကျင့်တွေပြောင်းလဲသွားတဲ့အတွက်ဘာသာရေးထဲမှာရှိနေတဲ့သူကနေမှဘုရားသုံးလို့ရတဲ့သူဖြစ်လာကဲပြည့်လေဖို့ခိုက်ရရဖို့ကြောသွားတော့မပါဘူးတဲ့နော်ကဲဆောနာဟာဆိုပါဦးမတဲမှာခုမာလူရောကေရောဘာသာရေးဒီခေါ်တယ်ဒီလူဒီရဲ့လက်ရဲ့ရာရီတော်ယူပြဟုတ်ပြီဘယ်တော့မှရှိတယ်ဒီလူရဲ့နောက်ဒီရဲ့ရှေ့ဟုတ်တယ်လို့ပြောပါတော့ဒီလူရဲ့နောက်ဒီရဲ့ရှေ့အဲ့ဒါပြီးလေမပေါ်ရတာစားတခါမှရှိတယ်အများကြီးစားကြလို့တခါမှဒီဘောခဏကြီးတော့ဘာလို့ကပ်ပဲငယ်လေးရတယ်ကပ်လေးရတယ်ကပ်တော့တင်းဒီကေယေရှုခရစ်ကိုယုံကြည်၍သက်ရှိကဘောလို့ကိုရှိပြီးအာဒီကြားတယ်အာဒီအားဖြင့်ဒီလိုကိုသင်ချပွားရေးခဏလေးမတွေ့တော့ဘူးလေးလက်ခဏနှစ်ယောက်ကတွေ့လားတွေ့ပြီဒီနေ့ရှိမှာတွေ့ပြီလားတွေ့ပြီဆိုညီလေးဖတ်မယ်လူကြီးတွေတွေ့လားကလေးတွေပဲပြောတော့လူကြီးတွေကမတွေ့ဘူးတွေ့ပြီလားတွေ့ညီလေးဖတ်ရအောင်ဒီလိုငါဒီကြားတယ်အာယိပြာပြာကျေချီမွေးဒီကိုတော့နာပြည့်သုတော်ကျေကူကဒီဒုတိယကိုဆက်ဆံတော်အရှိန်ကြီး၍သူတော်တို့သည်ယေရှုခရစ်တော်သာအာရောဓာတောင်းတော်ရာရှင်နာတို့ကိုဘုရားရဲ့ကြောင့်သူတော်နာသည်အချိန်ကနေဒီလက်ရှိတို့စိတ်တော်ကိုတတ်တာစေတော်ကြောင့်ဒီကာကိုကောက်ွယ်အာရောဒီအလိုဝမ်းသာချမ်းသာခြင်းရှိ၏ဟုတ်ပါထို့ကြောင့်ဒီသူတော်ကိုဘုရားခါခြင်းကအာဒီတော်ရဲ့အလိုရဲ့ရာရှိတော်လေအတက်ကြီးတော်ဘောရီတော်ယေရှုခရစ်တော်အကြီးခံရတော်ဒီတည်းပဲဒီကာဒီတာဒီကိုတောင်းပန်ပါသည်ချီနာဒီကိုလည်းအာဒီပါရဲ့တော်တေဒီတက်ကယခုပဲအာနေအလိုရတော်ဘောရီလေးကိုအာပါပါသည်ကိုယ်ကို
အကြောင်းအရာအများကြီးပဲတော့ဖတ်သွားတယ်အချင်းချုံးရမယ်ဆိုရင်ဩနေသိအောင်ကြတယ်ရှင်ဘောလုံးနဲ့တွေ့တယ်အသက်ကပြောင်းလဲတယ်အရင်ကတော့သုံးလို့မရတဲ့သူသုံးရတဲ့သူဖြစ်လာတယ်ဒါပေမဲ့ပြည်လေပုံကြီးဇာတိအဖြစ်တော့မင်းနဲ့အမျိုးတော်တယ်ဒါပဲမဟုတ်ပဲတခင်ဗျာအဖြစ်တကယ်ပဲယေရှုပြုစုဆောက်ရှောက်ပေးဖို့ရတော့အသုံးပြုပေးဖို့ရတော့ဩနေသိကိုစာပေးပြီးတော့အပ်တယ်ဆိုလို့ရဒါပဲမဟုတ်ပဲဒီတို့ရဲ့အသက်တာထဲမှာပြောင်းလဲခြင်းဆိုတာရှိရပါတယ်ဘာမှမပြောင်းလဲဘူးโอเคမယ်လို့ပဲဒီတိုင်းပဲဖြစ်နေပြဿနာရှိတယ်အရာလည်းဒီတိုင်းပဲခုလည်းဒီတိုင်းနောက်လည်းဒီတိုင်းအဲ့လိုဖြစ်လို့မရဘူးကျွန်တော်ဗာပြဖို့လိုလဲဆိုတော့ပြောင်းလဲဖို့အရေးကြီးတယ်ပြောင်းလဲဖို့ရတဲ့လူတွေရှိမှတိတာထင်ရှားစွာနဲ့ကပ္ပလီကလူဖြစ်သွားလို့အဲ့လိုပြောင်းလဲဖို့ပြောတာပေါ့အသက်တာရဲ့အထဲမှာအတွေးပြောင်းလဲခြင်းလည်းဖြစ်လာဖို့လိုတယ်လို့အပြင်ကပြောင်းလဲခြင်းတွေလည်းဖြစ်လာဖို့အရေးကြီးတယ်တချို့ကလူဟောင်းကနေလူဖြစ်လို့ပြောတယ်ကျွန်တော်ရင်တော့လူစုကိုယ်လိမ့်မှာသွားအဲ့ဒီဟာကအပြေပြောင်းလဲခြင်းစင်နေရှိတယ်တကယ်ဘုရားသခင်လိုချင်တာအတွေးပြောင်းလဲခြင်းကိုပေးရတယ်တကယ်ချင်းပြီးအတွင်းကပြောင်းလဲဖို့လိုတယ်ပြောင်းလဲဖို့လိုတယ်အရင်တော့ကျွန်တော်ရဲ့အသက်တာရဲ့အတွင်းမှာကဘာလာပဲကိုအားဖြင့်ပဲကိုအသက်ရှင်နေပဲခရစ်တော်ကိုတရားပေးလိုက်တဲ့အခါမှာခရစ်တော်ရဲ့ဥဆောင်ခြင်းထဲမှာအသက်ရှင်နေရအဲ့ဒီပုံစံဟာပဲလားအတွင်းပြောင်းလဲခြင်းအတွင်းပြောင်းလဲရင်အပြင်ကလည်းပြောင်းလဲရအတွင်းမပြောင်းလဲရင်အပြင်ကလည်းပြောင်းလဲတချို့ကတော့ခံဆောင်တဲ့တက်တာပဲရှိတယ်တချို့ကဘုရားဝင်တဲ့ခွင့်လျော်အောင်ဆောင်တယ်ခွင့်လျော်အောင်ဆောင်တယ်ဒါပေမဲ့အဲ့လိုလူတွေကိုရှောင်တယ်စသဖြင့်ပြောဒီကျွန်တော်ခွင့်လျော်အယောင်ဆောင်မဟုတ်ပဲတကယ်ဘုရားပြောင်းလဲခဲ့တဲ့တကယ်ဘုရားကိုယုံကြည်ကိုးစားတယ်တကယ်ပဲဘုရားကိုယုံကြည်ကိုးစားတဲ့အတ္တတာပေါ်လွင်ထင်ရှားပြီးတော့ဘုရားသခင်ကိုဘုန်းကိုကျွန်တော်ရဲ့အတ္တတာအဖြစ်တပါးစုတွေရည်ရွယ်ဖို့အရေးကြီးတာဖြစ်တယ်။ရည်ကြီးလား။ရည်ကြီးပါဘူး။ဒါဆိုတော့ပြန်ချိုးရမယ်ဆိုရင်ကျွန်တော်ဘုရားသားဖြစ်ပြီလား။ပါပြီ။ကျွန်တော်ကယ်တင်ခြင်းရပြီလား။ရပါပြီ။ကျွန်တော်ဖြောင်းသက်တော်သူဖြစ်ပြီလား။ဖြစ်ပါပြီ။ကျွန်တော်သာရဝတ်ရပြီလား။ရပါပြီ။ဘာလို့ရလဲယုံကြည်လို့။ပြီယုံကြည်လို့တခိုးလေယုံကြည်သူဖြစ်လာတဲ့အခါမှာဘာကြောင့်သွားလဲအကျင့်ပြောင်းသွားတခိုးကယုံကြည်တဲ့အခါမှာအကျင့်ပြောင်းတယ်တခိုးကဘာသာရေးထဲမှာရှိတဲ့အခါမှာအသုံးရတဲ့သူပဲတခိုးကယုံကြည်သွားတဲ့အခါမှာအကျင့်ကြောင်းလဲပြီးတော့အသင်းတော်ထဲမှာတော့ဖရားရဲ့ဘုန်းတော်ကတကယ်အစီခံတဲ့သူဖြစ်တယ်။အဲအော်ဒီတေကလည်းဘယ်လိုပဲဆူတောင်းပေးနေတယ်တော့ကျမ်းစာမှာရေးတယ်။အလားတက်ရေးတာမဟုတ်ဘူး။သူများကြတော့ white နော်စားမယ်ဝါမယ်တီးမယ်ဆိုတော့အော်ဒီတေကဆူတောင်းပေးတဲ့သူဖြစ်လာ။ဆူတောင်းခြင်းအားကြီးတော့သူဖြစ်လာ။ပံ့ပိုးပေးတဲ့သူဖြစ်လာ။အဲ့ဒါဘာဖြစ်တာလဲ။အတွင်းပြောင်းလဲတဲ့အခါမှာအပြည့်မှာပြောင်းလဲခြင်းကခြေရှားလာ။ကိုဗစ်ကလူပြောလိုက်မင်းအတွင်းပြောင်းလဲဖို့လိုတယ်။မင်းအတွင်းပြောင်းလဲဖို့လိုတယ်။အပြည့်လည်းပြောင်းလဲဖို့လိုတယ်အပြင်းနဲ့ပြောင်းလဲဖို့လိုတယ်။နော်အဲ့ဆိုတော့ဒီကျွန်တော်တက်တာထဲမှာယုံကြည်သူပဲပေါ်ပေါ်ဘုရားသားပဲပေါ်ပေါ်ကျွန်တော်ရဲ့တက်တာအဖြစ်မနေပြောင်းလဲဖို့လို။နော်အဲ့ဆိုတော့ပြောင်းလဲနိုင်ဖို့ရန်အတွက်ကြိုးစားပြီးရှင်းတယ်ကိုယ့်ရဲ့ကုသိုလ်ကကုသိုလ်ကောင်းကဲ evaluation ပြန်ဆိုပါဦးကဲပြအတူလည်းလိုက်ဆိုယုံကြည်သောအဖြစ်ယုံကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်ကျေးဇူးတော်ကြောင့်ကဲဒီခြင်းတို့ကဲဒီခြင်းတို့ဘုရား၏ကိုလိုလျောက်တောက်ဒီမဟုတ်အဘယ်သူများဝါကြွားစရာခွင့်မရှိအဲ့တော့ကျွန်တော်တို့ကတည်တည်ကြီးရတယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ကောင်းလို့လားကိုတော်ကောင်းလို့လားကိုကောင်းလို့လားကိုတော်ကောင်းလို့လားကိုတော်ကောင်းလို့တချို့ကပြောတယ်နော်ခိုင်းနေကြတယ်ဒီမှာစိတ်ငကက်ကြောင့်ပါပြောင်းတယ်သူကပထမပိတ်ပိတ်ချိုက်လေးပဲစိတ်ငကက်တတ်တာတော့စိတ်ငကက်အယောင်နဲ့ပါပြောင်းတယ်နော်ဒီနေ့လဲဖရားရဲ့အယောင်နဲ့ကျွန်တော်တို့လည်းပါဖြစ်နေတယ်ပါပြောင်းတယ်လူကလူရုပ်ထွက်လာနော်ဖရားကြောင့်ပဲကျွန်တော်တို့ဆိုရင်လူကလူပဲဖြစ်အပြစ်သားကအပြစ်သားပဲဖြစ်ဒါပေမဲ့အပြစ်သားဒီဖရားကိုယုံကြည်လက်ခံတဲ့အခါမှာသုံးလို့မရတဲ့ on နေတဲ့ဆိုတဲ့ကိုလေးကဘာသာရေးထဲမှာရှိနေပေမဲ့အတင်းတော့အဝေးဝိုင်းမှာရှိနေခဲ့ပေမဲ့သူရဲ့အသက်တာကအကျဉ်းမပြောင်းလဲဘူး။ဘာဖြစ်လို့လဲ။ဒီဝေးထဲမှာမရှိဘူး။ဒါပေမဲ့နှလုံးသားထဲမှာယေရှုခရစ်တော်ယုံကြည်လက်ခံပြီးတော့ဥဆောင်ခြင်းကိုဝန်ခံလိုက်တဲ့အခါမှာကတော့တကယ်ပဲသူ့ကိုဘုရားသခင်အသုံးပြုပြီးသုံးလို့မရတဲ့ on နေတဲ့ကနေအသုံးရတော့ on နေတဲ့။ဘောကြလား on နေတဲ့ရော။on နေတဲ့သဘောကြပြီးကြောက်မှကိုလိုက်ကိုးတယ်တော့ပြောတယ်နော်။
ဟောဒီတွေကိုသဘောကျချင်တာသူ့ရဲ့အတ္တပြောင်းလဲခြင်းကိုကျွန်တော်ပြောကြရအောင်ကဲဒီကောင်ပြောင်းလဲဖို့ထောက်ကြပြီးတော့ပြောင်းလဲပါလေတချို့သူတွေပြောင်းလဲဖို့ရတယ်တချို့သူကဂရေပေါ်ရောက်မှလောက်တော့လုံးမနိုင်တော့မှကျွန်တော်ပြောင်းလဲပါပြီးနောက်တိုင်းရောက်ပါဘောဘူးအကောင်းကြီးပြန်ချုံးပါခဏတစ်ဖြုတ်ပဲအဲ့ဒီလူတွေကတကယ်စစ်မှန်တဲ့ပြောင်းလဲခြင်းစစ်မှန်တော့ယုံကြည်သူဖြစ်ဖို့အရေးကြီးပါတယ်เนาะကျွန်တော်လက်စာလေးတစ်ချက်ဖတ်ပြီးတော့ဆုံးသတ်ပြီးเนาะဒီကောစံက49ကိုကရောမနာမှာရှိပါတယ်ကဲဟုတ်ပြီတော့ကဲလိုက်ဆိုရအောင်ရှေးဥစွာသောလူသည်ဘယ်လိုဆိုလဲပေါ်တိုင်းရှေးဥစွာသောလူသည်ရေကြီးကဖြစ်သောကြောင့်ရေသားဖြစ်၏ဒုတိယလူမူကားကောင်းကင်ဘုံကဖြစ်တော်မူသောခေပေသည်ရေသားတို့သည်ရေသားကဲ့သို့ရေသားတို့သည်မြေသားကဲ့သို့ဖြစ်ကြ၏ကောင်းကင်သားတို့သည်ကောင်းကင်သားကဲ့သို့ဖြစ်ကြလိမ့်မည်အားတို့သည်ရေသား၏ပုံသဏ္ဍာန်ကိုဆောင်တဲ့ကဲ့သို့ကောင်းကင်သား၏ပုံသဏ္ဍာန်ကိုဆောင်ကြလိမ့်မည်ကဲရှေးဥစွာကလူကမကြည့်လိုက်ကဲရှေးဥစွာတော့လူပါတယ်ရေသားရေကြီးသား ရှေးဥစွာတော့လူကအာဒါပေါ့အာဒါကပါကြီးလေ ရေသား ဒီကြီးတော့ဒီသားအခုအဲ့ဒီဒီသားဝေးလာတဲ့ကျွန်တော်တို့တွေလည်းဓာတ်တရားပါသိစေချင်တယ်တော့လက်စာဖတ်တဲ့အခါမှာကောင်းကင်သားကဲ့သို့ဖြစ်တယ်ပြီးတော့အဲကျွန်တော်တို့ကတဲ့ရေသားရဲ့တဏ္ဍာန်နဲ့ပါတယ်ရေသားတဏ္ဍာန်ဆိုတော့တက်ရဲ့ကြီးလာရဲ့ဆောနာပြောသလိုပဲတပင်းလေးထူလာမယ်အရေတွေကတော့လာမယ်ထူတွေကနာလာမယ်ခါးတွေကနာလာမယ်ဟောဆရာမလည်း65နှစ်ဆိုတော့နည်းနည်းကိုင်းလာပြီးလေးတွေလည်းတုံလုံးလာမယ်ကျွန်တော်လည်းတက်ကြီးလိုက်ပါပြီမလဲရေသားရဲ့တဏ္ဍာန်ကလည်းပို့ပြီးတော့ပြီးပြည့်စည်လာအဲ့လိုပဲကျွန်တော်ရဲ့အသက်တာနဲ့ပါတယ်ရေသားရဲ့ဖြစ်ခြင်းရောကောင်းကင်သားရဲ့ဖြစ်ခြင်းရောအထက်မှာရှိထားပြီးသားဖြစ်တယ်ဘယ်သူတွေလဲဆိုတော့ယုံကြည်ပြီးသားတဲ့လူတွေကိုပြောရတယ်ဆိုတော့ကျွန်တော်ရဲ့အတ္တတာထဲမှာကောင်းကင်သားရဲ့ပုံဆောင်ခြင်းဖြစ်တဲ့အတ္တတာထဲမှာလည်းအတ္တရှိတယ်ဆိုပြီးအချိန်တိုင်းငါတို့ကမြေကြီးသားပဲမြေကြီးပါပဲလမ်းဆုံးပါဘူးကျွန်တော်တို့ကဗျာတိပြစနာကောင်းကင်သားကောင်းကင်ဆိုတဲ့နေရာရှိတယ်ဆိုတော့သိစေချင်ဖြစ်အဲကြောင့်မို့ကျွန်တော်တို့ရဲ့တော့ပြောင်းလဲရမယ့်အရာတွေအများကြီးရှိရေသားနဲ့ကောင်းကင်သားဆိုတော့စက်စာတွေ့ရရေသားကကျွန်တော်လက်ကိုမနေ့ကကျွန်တော်တတိယကိုင်တယ်ဟောပပိုင်းလက်ကားတဲ့ဘယ်လိုဖြစ်တယ်တဲ့တခြားမရှိဘူးကျွန်တော်လက်ကငယ်ရကျွန်တော်ဝါစာရေးပြဟာလည်းရိပ်ပြီးတော့ကိုယ့်လက်ကိုပုံချလိုက်တာတခြားပဲ့သွားတယ်ဆိုတော့ဒီကောင်ကထီမီခုံးပြီးတဲ့အခါမှာနော်ပြက်သွားတယ်နော်ပျက်စီးလွယ်ရေသားဆိုတဲ့တက်တာပေါ့ရေသားကလည်းမြေကြီးຢာတွေကိုပဲဆွဲလန်းပြီးတော့မြေကြီးအကြောင်းတွေပဲပြောတဲ့အခါမှာသူ့ရဲ့အတက်တာကိုဆုံးရှုံးပါတယ်ကျွန်တော်တို့ကရေသားပုံစံရှိပြီမယ်ကျွန်တော်ဆွဲလိုက်ရမယ့်အရာကကောင်းပြီအဲကြောင့်ကျွန်တော်လောကတော့မြေကြီးຢာကိုဆွဲလန်းမယ်နဲ့တော့အထက်ရာဖြစ်တဲ့ဓာတ်ကြီးနှစ်သက်တဲ့အရာတွေကိုစိတ်ဆွဲလန်းဖို့လိုအပ်တယ်လို့ကျမ်းစာကပေါ်ပြတယ်။အဲကြောင့်ကျွန်တော်တို့ရဲ့ဆွဲလန်းခြင်းနောက်ကိုရေသားရဲ့ခန္ဓာရှိတဲ့ကျွန်တော်တို့ကပါသွားတာဖြစ်တယ်။ကောင်းကင်ကိုဆွဲလန်းရင်ကောင်းကင်ရဲ့အမှုအကျင့်နဲ့ဓာတ်ကြီးအမှုတော်နောက်ကိုလိုက်တယ်။ရေသားဖြစ်တဲ့ကျွန်တော်ကလည်းမြေကြီးအရာတွေပဲဆွဲလိုက်ရင်အဲ့ဒီအရာနောက်ပဲလိုက်ရင်ဖောက်ပြန်ခြင်းတွေလည်းပဲအသက်ရှင်သွားတယ်။ကျွန်တော်တို့ကိုခန္ဓာထဲမှာပဲဖြစ်ခြင်းဟာနှစ်ခုရှိတယ်။အဲကြောင့်ကျွန်တော်ဘယ်နောက်ကိုလိုက်လဲ။ကောင်းကင်သားဒီကောင်းကင်နောက်လိုက်ဖို့လိုတယ်။ရေသားကိုဦးစားပေးတယ်။ရေသားတော့ခိုင်းလို့အဲ့ဒါကိုကျမ်းစာကဒီလိုပြောတယ်
ကျွန်တော်တို့ဝิญဉ်ရေးရဘာမှပဲရည်ကြက်အောင်ကြီးထွားအောင်ဇာတိရာတွေဘလိုက်ပဲဒီကြီးသားရပဲအသက်ရှင်မယ်ဆိုရင်တချို့ပြောကြတယ်ဆွတောင်းကြမယ်ကျမ်းစာဖတ်ကြမယ်ဘုရားနှစ်သက်တဲ့ຢာတွေနောက်ဆောင်ကြမယ်လို့လူမျိုးပြောပေမဲ့ကျမ်းစာကပြန်ရှင်းပေးကျမ်းစာထဲမှာပဲပြန်ပြရကျွန်တော်တို့ကတဲ့ဝิญဉ်ပဂတိဘက်ကိုလိုက်ပြီးအသက်ရှင်မယ်ဆိုတော့ဇာတိပဂတိအရာတွေပြောက်သွားတယ်စူးစမ်းပြီးတော့လိုက်ပြီးတော့ဇာတိအဖြစ်အသက်ရှင်မယ်ဆိုတော့ပြောက်သွားစူးစမ်းပြီးတော့လုပ်နေကြတယ်ပြောက်သွားမှာအဲ့ဆိုဝิญဉ်ပဂတိဘက်မှာပဲလိုက်ပြီးအသက်ရှင်မယ်ဆိုတော့ဇာတိပဂတိအရာတွေပြောက်ပြတ်သွားမယ်လို့ကျမ်းစာကပေါ်ပြတာအဲကြောင့်ကျွန်တော်ဘယ်တော့ကိုလိုက်မလဲစိုက်တာလေးချက်ပြမနက်ကယောဟန်၄ဖတ်မယ်ဆိုပြီးတော့ဘယ်ရောက်သွားမှမသိဘူးယောဟန်၄မှာဒီတိုင်းပဲပြောသွားမယ်မနက်ချက်ပါသိချာရှင်းပြယောဟန်၄မှာရှမာရိအမျိုးသမီးကဒီခတ်နေတယ်ယေရှုခရစ်တော်တို့ကတောက်သွားရင်းနဲ့ဆက်လေးမှာတွေ့တယ်အမျိုးသမီးကဒီခတ်နေတယ်ယေရှုကတပည့်တော်တွေကိုကဲစားကြသွားဝယ်ပါဆိုတော့ဝယ်ယေရှုနဲ့ရှမာရိအမျိုးသမီးလည်းစကားပြောကြရှမာရိအမျိုးသမီးကလည်းပြောတယ်နော်ရှင်တို့ယူရတွေကကျွန်တော်တို့နဲ့ပေါင်းဖော်ခြင်းမရှိဘဲနဲ့ဘာဖြစ်လို့စကားလာပြောတာလဲယေရှုကြောင့်ပြောတယ်ဒီကြောင့်ပြောတယ်ဒီကြောင့်ပြောတယ်အေးဒီစီကငါတောက်တဲ့ရေကငါတောက်တောက်ပဲခဏပဲဟောဒါပေမဲ့ငါပေးသောရေကတော့ခါရအသက်ရည်ဖြစ်တယ်ဘယ်တော့မှအသက်တောက်ကြမလို့ဘူးလို့ပြောတဲ့အခါမှာဒီလူသမီးကပြောနေရင်တော့ကိုယ်ဝယ်ကြီးတောင်းပြောသွားတယ်အေးဇလန်လေးနဲ့ပေါ့အေးတဲ့ရှင်တို့ရဲ့ယူရတွေကတော့တဲ့ကိုယ်ဝယ်ခြင်းမှုကိုတဲ့ဟောဒီယေရုရှလင်မှာသွားပြီးတော့ကိုယ်ဝယ်မှုကိုပြုကြတယ်ဒီတဲ့ကျွန်တော်တို့ရဲ့ဘိုးဘေးတွေကလည်းတောင်းပေါ်ပါလို့ပြုကိုယ်ဝယ်ကြတယ်တဲ့ပြောနေရင်လည်းယေရှုကအေးဒီတို့ကတော့မင်းတို့မသိတဲ့အရာကိုယ်ဝယ်တဲ့အားကတော့ငါတို့သိတဲ့အရာကိုကိုယ်ဝယ်ကြတယ်ဘုရားပြောတော်ဝိညာဉ်နဲ့တော့သက်စာလည်းတရားနဲ့တော့ကိုယ်ဝယ်ရတဲ့အချိန်ကာလဒီယခုပဲရောက်ရရှိတယ်ပြောပြတဲ့အခါမှာလူသမီးဟာရေသွေးမှာရေဦးကိုထားခဲ့၍ပြုတ်ခဲကိုပြန်သွားတယ်ငါဒီမှာတော့ခရစ်တော်ငါမေရှိယကိုတွေ့ပြီလားမသိဘူးဒီလိုတွေလာပြီးကြည့်ကြပါဆိုပြီးအဲဒီရောပါရှိတဲ့လူတွေကြောင်းလိုက်ကြကြောင်းလိုက်ပြီးတဲ့အခါမှာတပည့်တော်တွေကလာရင်လည်းကိုရောကိုစားကြပေးပြီလားလို့ထင်တဲ့အခါမှာယေရှုကဒီလိုပြောတယ်ဘုရားသခင်ရဲ့အမှုတော်ကိုဆောင်ခြင်းဘုရားသခင်ရဲ့တော့အမှုကိုပြီးစီးခြင်းကတော့တဲ့ငါရဲ့စားစရာဖြစ်တယ်ပြောတယ်ကဘာမဆိုင်ကြလာရဲ့အကြောင်းအရာတွေတစ်ခုခုနဲ့ဘုရားသခင်အလိုတော်ဆောင်ခြင်းသူ့ရဲ့အမှုကပြီးစီးခြင်းဒီငါစားစရာဖြစ်တယ်ဒီကျွန်တော်ရဲ့အသက်တာထဲမှာလည်းလောကနေကြီးရာတွေပဲဆွဲလန်းပြီးနေကြီးရာတွေပဲလုပ်နေတော့သိထားတယ်နေကြီးရဲ့အတီးခွင့်တော့ကျွန်တော်စားရအောင်ဘုရားသခင်ပြောတာကဘုရားသခင်ရဲ့အလိုတော်ကိုကျွန်တော်တို့ဆောင်ရည်မနက်ကပြောသွားတယ်ဘုရားသခင်ရဲ့အလိုတော်ကိုဆောင်ရည်ကောင်းကင်နိုင်ငံကိုဝင်ရမယ်ဘုရားအလိုတော်ကဆောင်အလိုတော်ကပါလေစေလွတ်တော်မူသောယေရှုခရစ်တော်ကိုယုံကြည်ခြင်းကျွန်တော်ယေရှုကိုယုံလားယုံပါတယ်ယေရှုခရစ်တော်ကိုယုံလားယုံပါတယ်ဘုရားယနေ့ခေတ်မှာကျတော့ယေရှုခရစ်တော်ယုံကြည်ကျွန်တော်ကဘာတွေအားလုံးလဲဆိုတော့အလိုတော်ဆောင်လို့တယ်ဘသူရဲ့အလိုတော်ဆောင်ပါလဲဘုရားသခင်ရဲ့အလိုတော်ဆောင်ဝိညာဉ်လိုပြောလိုက်ဘုရားဘုရားအလိုတော်ဆောင်နေတယ်အလိုတော်ဆောင်ပြီးပြီလားပြီးပြီလားဒီသေးဘူး ပြေပြီးတော့ပြေတာပြီးပြီလားအလိုတော်ဆောင်တာပြီးလိုက်ကြပါယေရှုပြောတဲ့ဟာမပြီးသေးဘူးပြန်ကြည့်အလိုတော်ကိုဆောင်ခြင်းသူရဲ့အမှုကိုပြီးစီးခြင်းကျွန်တော်ပါကြံသေးတယ်ပြီးစီးဖို့ကိုဝိညာဉ်လူပြောမင်းအလိုတော်ဆောင်ဖြစ်တယ်လို့မင်းအလိုတော်ဆောင်ဖြစ်တယ်အလိုတော်ဆောင်တာဒီဘက်တစ်ပိုင်းပြီးသွားပြီဘုရားခင်အမှုတော်ပြီးစီးဖို့ကတော့ကျွန်တော်တို့မှာဘုရားခင်ပါပေးတာလေတာဝန်ပေးတာပေးတာလားပေးပါတယ်ကဲလိုက်ဆိုရအောင်သင်တို့သွား၍ဘုရားကိုငါတပည့်ဖြစ်စီလျက်ငါတပြည့်ဖြစ်စီလေ သင်တို့သားတော်ရှိသောဝိညာဉ်တော်ဤအရှင်တော်ဝိညာဉ်တော်ဤဘာတော်၌ဒီစကုလေဝိညာဉ်ကိုလည်း ကြတော့ငါဒီလေဘုရားကိုဒီတိုင်အောင်ဒီလိုနဲ့အတူစေမပြတ် စင်မပြတ် ကြည်ဘူးတော်မူ၏ရာကြီးကျွန်တော်တို့အစီအမပြတ်ရှိလားရှိပါတယ်ဘုရားရဲ့ဘွဲကဗါတယ်လေဒီမှာတွေလားဘုရားလက်ဆိုဒီမှာတွေလားဘုရားဘုရားဘုရားအတူရှိတော်ဘုရားသူရှိတော်ဘုရားဘုရားအတူရှိပြီလားရှိပါတယ်ကျွန်တော်တို့အတူရှိပြီဆိုကျွန်တော်ကဘာလုပ်တာလဲအလိုတော်ကိုဆောင်ပြီအလိုတော်ဆောင်ဆိုတဲ့ဒီထဲမှာပဲကျွန်တော်တို့ကျေနပ်နေပါဘုရားသခင်စေခိုင်းတော့အခုတော့ဒီစီဖို့လည်းကျွန်တော်လုပ်ရမယ်တာဝန်ရှိတယ်လုပ်ပါလားဘာတွေလုပ်ကြမလို့အများလိုက်ကြမလား
ပြောငယ်ကြီး ဒါကျွန်တော်တက်တာမှာတကယ်အရေးကြီးတာဒီကလေးကိုတောင်းသားလဲဟောစည်ရသားလဲဟောလူလက်တန်းသားလဲဟောသတိလဲဟောမိမှုတန်းလဲဟောအပေါ်ဟောမနေ့ကပြောခဲ့ပြီးတော့အဲတို့ပြီးအမကြီးဟောဘုရားကိုယုံကြည်တဲ့သူပဲဟုတ်လားပြီးတဲ့ကမှာခေါင်းမူရဲ့မိသားစုအင်္ဂလိပ်ဟောဘာလို့ရပါလဲခေါင်းကလွတ်တာကဲဒီကြီးရအောင်ဘာလို့ရပါလဲဘာမဆိုင်ဘူးလို့ပြောအင်္ဂလိပ်ဟောကဲဟိုမှာအထယ်လေးရောက်တဲ့လူသူပြီးမယ်ဟောတဲ့ဥပဒေကမအားသေးဘူးတော့အင်္ဂလိပ်ဟောအဖြစ်လေကျောင်းလဲသူတို့ပဲကျောင်းလဲတော့သူတို့နဲ့မိသားစုတွေကျောင်းလဲခေါင်းမူနဲ့မိသားစုအထယ်လေးရောက်တဲ့မိသားစုအဲတော့ပြီးအမကြီးကျောင်းလဲတယ်ယုံကြည်တယ်ယုံကြည်ပြီးတဲ့အခါမှာတကယ်ပဲသူတို့ရဲ့အသက်တာမှာတရားရဲ့နောက်ကိုလိုက်ကြတယ်ကျွန်တော်တို့ပြောင်းလဲပြီလားကျွန်တော်တို့ပြောင်းလဲပြီလားပြောင်းလဲပါပြီပြောင်းလဲပြီကျွန်တော်လိုက်ဖို့ဘယ်နောက်ကိုလိုက်မယ်အလိုတော်ဆောင်ပြီးတဲ့အခါမှာဘုတော်ကို ဘုပြည်စီကို ဘုတော်ရှိတယ်ကျွန်တော်ကလက်ငါးချောင်းလက်မရဲ့လက်ညိုးရဲ့လက်လက်ရဲ့လက်သက်ကျွေးရဲ့လက်တိုင်ရဲ့ဒီငါးချောင်းမှာဘယ်ဟောအဆင်ပြေဆုံးလဲ လက်လေ လက်လေအဆင်ပြေဆုံးအဲ့တော့ကျွန်တော်တို့ အကုန်လုံးရှင် ဟမ် ကောလုံးပါ လက်မ စိတ်ကြီးလဲမေးတာ ဟိုလေစဉ်းစားကြည့်အောင်ကြိုက်တာတစ်ချောင်းယူရမယ်လို့ပါယူတာ ကြိုက်တယ် လက်မ လက်မကိုပုတ်လို့ရတယ်ဆိုတော့တို့ဟာတဲ့ခရစ်တော်နိုင်တဲ့အင်္ဂါချင်းတွေဖြစ်တယ်ခရစ်တော်ရဲ့ကိုခန္ဓာထဲမှာလည်းကျွန်တော်အစိတ်ပိုင်းတွေဖြစ်တယ်ဆိုတော့အသင်းတော်ထဲမှာမတူညီတဲ့ဒီလက်လေးငါးချောင်းမှာအင်္ဂါချင်းတွေဖြစ်တယ်ဆိုလက်ကတော့လက်ဝင်နေလို့ရတယ်လက်ကန်းကြတော့သိစင်မပြေဘူးတော့ခကြီးနဲ့ကြက်ပြီးတက်တာ မရပါဘူး အစစ်ပြေမလား ပြေပါဦး ပြေဘူးကဲဒီလက်သက်ကြွယ်လေးရတယ်ဘာလို့လွတ်လို့ပါဒီကောင်ကတော့အလုပ်မလုပ်ရတဲ့ကောင်ဒီကောင်ပဲဒီကောင်သိအလုပ်မလုပ်ရလက်သားတော့ကလောလို့ရတယ်လက်မလည်းလက်ပွင့်နေလို့ရလက်ကျော်လည်းကြောက်ကူလို့ရတယ်လက်သိသိအတော့မတည့်တာပါဒီကောင်လက်သက်ကြွယ်သိအတော့မတည့်ဘူးတော့သုံးနေရသိမရှိဘူးဖြတ်ပြလိုက်လို့ရတော့ဒီတော့ပါတဲ့ညကေပြောချင်တယ်ဒီတော့လေးကိုခရစ်တော်ရဲ့ကိုယ်ခန္ဓာထဲမှာသုံးလို့မရဘူးဆိုတာမရှိဘူးသူ့နေရာနဲ့သူသုံးတယ်ဒီကျွန်တော်တို့ဘုရားသခင်ကအသင်းတော်ထဲမှာယုံကြည်သူတွေတောင်းလဲပြီးတော့စုစည်းနေတာကသုံးလို့ရတော့ဒီဖြစ်ဖို့ဘုရားသခင်ကထားတာပဲကိုဘေးကပြောလိုက်သုံးလို့မရတဲ့သူမရှိဘူးလို့ လုံးမရတဲ့သူမရှိဘူး ဆိုတော့ကျွန်တော်တို့ကလည်းအသုံးပြုပြီးရတဲ့အခုတော်ထဲမှာပြီးစီးဖို့ရတဲ့ကျွန်တော်ဘက်ကလည်းသုံးဆောင်ဖို့လို့ကဲလက်မရဲ့လက်မျိုးရဲ့လက်ကလေးရဲ့လက်သက်ကျွေးရဲ့လက်တိုင်းရဲ့ပေါင်းလိုက်တော့ပါဖြစ်သွားတယ် နာကြ ငါကြောင့်ပုတ်ဘူးလက်တီးလက်တီးကဘာဖြစ်သွားစေလဲ ကိုတာ ပုတ်ဘူးလက်တီးကအင်အားတစ်ခုကိုပြည့်စရာလက်ညိုးနဲ့ထိုးတာဘယ်လိုပဲထိုးရလက်လုံးပဲထိုးရလက်ကနဲ့ထိုးလဲထိုးရလက်ပါလဲဘယ်လိုထိုးလဲဒါပေမဲ့ငါ့ခုပေါင်းလိုက်တဲ့အခါမှာအသေးတော်မှာအင်အားဖြစ်စေအဲကြောင့်အတူညီတဲ့အင်္ဂါချင်းတွေကိုပြခင်ပြီးစုစည်းပြီးတော့အသေးတော်မှာအပေါင်းအသင်းဖွဲ့ခြင်းဘုံကိုဖဲ့ခြင်းဆိုတဲ့ကိုရကိုပြခင်လုပ်စေအသေးတော်ရဲ့အရာအားလုံးခုတော့ပြီးစီးဖို့ရအတွက်လှုပ်ဆောင်ဖို့ရအတွက်ဘာလဲဆိုတော့အားလုံးပေါင်းစည်းလိုက်တဲ့အခါမှာအင်အားကိုဖြစ်စေမဲဆွဲစီယိုဟီလာလို့တော့ဟုတ်ဘူးကျွန်တော်တို့အသက်တာထဲမှာစုစည်းဖို့လိုတယ်တယောက်ကစိတ်ရှိဖို့ပေးတယ်တယောက်ကိုတီးခံဖို့ပေးတယ်ဝိညာဉ်တော်ဘုရားကလည်းတော့တစ်ကိုဖတ်ကြည့်တဲ့အခါမှာနော်စုကျေးဇူးအသီးသီးကိုလည်းအားလုံးကိုမတူညီစွာပေးထားတယ်မတူတူလို့လည်းဘုရားရဲ့ရည်ရွယ်ချက်မရှိဘူးကျွတ်တော်သူတို့တယောက်ကျွတ်တော်သူဆရာကျွတ်တော်သူကအတင်းတော်တွေပါလေတယောက်ဆရာရှိမယ်တော့ဘာသာထိရှိမယ်တော့နိုင်ကားတွေရှိမယ်ထောက်မပေးတဲ့သူရှိမယ်တေးထောက်တွေရှိမယ်မတူညီတဲ့ပတ်ပေါင်းစုံကိုဘုရားသခင်ထည့်ထားတယ်ဘာလို့ကိုလဲသူအမှုတော်ကိုဒီစီကိုအင်အားကြီးမဲ့ဟာမှာလက်မငါမပါဘူးလေငါထုတ်ထွက်တယ်လက်ခရတယ်ငါမပါဘူးလေထုတ်ထွက်တယ်ကဲလက်သုံးချောင်းနဲ့ထိုးပါထိုးကြည့်ရောအင်အားကြီးပါလားလက်သုံးချောင်းလေးပဲဆုပ်ပြီးတော့အင်အားရှိသွားလားဟုတ်ပဲလေဒီလက်သုံးချောင်းနဲ့ပဲထိုးကြည့်လေထိုးလို့ရတယ်လက်သုံးချောင်းဒီကစောက်တာတော့ကောက်ကိုလွဲနေပြီပါအနူလိုဖြစ်နေပြီအဲ့ဆိုကျွန်တော်တို့ကတချို့ကကျုံးသားပြီးတော့မတူညီတဲ့ဟာတွေကိုအင်အားမဖြစ်ပဲလုပ်တဲ့အခါမှာရတယ်လို့လူအားဖြင့်စဉ်းစားလို့မရပါဘူးအသေးတော်မှာရှိတဲ့အင်္ဂါချင်းအားလုံးဟာအင်အားတစ်ခုဖြစ်ဖို့ဘုရားခင်ကြီးအလိုတော်ရှိတာဖြစ်အားကြောင့်လိုက်ဆိုရအောင်စိုက်ကျိုးသောသူမတတ်နိုင်ဒီလောင်းသောသူမတတ်နိုင်အပင်ကိုကြီးပွားစေသောသူကတရားဖြစ်ပေသည်ဆိုအသေးတော်ဒီဟူသောအပင်ကြီးတာရေးကြီးပွားဖို့ရအတွက်တတ်နိုင်ပါခင်ဗျာကျွန်တော်ကရေလောင်းတဲ့သူဖြစ်နိုင်တယ်ကျွန်တော်ရှင်ဘောလူကအာဘောလူကတော့ငါကတော့အပင်ကိုစိုက်ကျိုးတာတဲ့အာဘောလူကရေလောင်းတာဖြစ်တယ်
ဒါပေမဲ့ငါတို့တွေကြောင့်ပုံဘူးတဲ့ကြီးသွားစေတာဘုရားကြောင့်ဖြစ်တယ်ဘုရားရဲ့ပုံစံကျွန်တော်တို့အားကြောင့်ချစ်တော့ကျွန်တော်တို့ကလေးလေးလည်းသူ့တာဝန်သူစနေစကူကဏ္ဍရှိတယ်လူငယ်လည်းလူငယ်ကဏ္ဍရှိတယ်တိတ်တော်မှာမျိုးသမီးလည်းမျိုးသမီးဆူတောင်းကြတယ်အမျိုးသားဆူတောင်းတာတိတ်မတွေ့ရအောင်ဘာပြောလဲတိတ်အားလုံးအလုပ်များနေလို့ဖြစ်နိုင်တယ်နော်ဒါပေမဲ့ကျွန်တော်မတူညီတာတွေခါရသည်ဘာပြောလဲဆိုတော့အသိတော်မှာအင်အားဖြစ်ပြီးတော့ဘုရားတခင်အခုတော့သိစီဖို့ငါတို့အလုပ်လုပ်နေတယ်ဟောအိမ်တော်သားအသိတော်ရဲ့အောင်မြင်ဖို့မဟုတ်ဘူးဘုရားရဲ့အခုတော့သိစီဖို့ငါတို့လုပ်နေတာဖြစ်တယ်ဆိုတော့ခံယူချက်စိတ်နှလုံးသားနဲ့အသိတော်ထဲမှာကြာရကဏ္ဍမှာကျွန်တော်ပါဝေအစိတ်ခံဖို့လိုအပ်တာဖြစ်တယ်။ဒါကိုမျက်စိပွင့်ကြပါစေ။အာမင်။ဒါတိကိုယုံပြီလား။ယုံပါပြီ။ယုံရင်ပါရလေ။ယုံရင်ကတိချင်းယုံကြည်ခြင်းကြောင့်မပါသေးဘူး။ယုံရင်ကတိချင်းကတိရင်ရရင်ပါရတယ်လို့ပြောလဲ။သာရတဲ့ခဏတာတတ်ဖို့ဘူးသာရတဲ့ရရင်ဘယ်တော့မလဲ။အာမင်။ဒါကြောင့်ပါဘယ်လိုပဲတိတ်တိတ်အသေးဆိုးပဲတိတ်တိတ်အသေးကောင်းပဲတိတ်တိတ်ဘယ်သွားမလဲအာမင်အဲကြောင့်ကျွန်တော်တို့တချို့ကြတော့ငါတို့သိရတဲ့အခါမှာသိကြတယ်တချို့ကလည်းပြောတယ်ဒီမှာတဲ့ဝိကာသကလေးတဲ့တေသွားတယ်ဘယ်လိုလုပ်မလဲတဲ့သူယေရှုကိုလည်းမယုံလိုက်ရဘူးတဲ့ဟောဆိုတော့ဘုံတချို့ကိစ္စတွေကဘုရားပဲသိတာလို့ဒီဘုရားထပ်ပုံပြီးလည်းမသိချင်တယ်ကျွန်တော်ကကာကြိုက်ကျွန်တော်တို့ဖြစ်ချင်တဲ့ဆန္ဒတွေကိုဘုရားပြည့်ပြည့်တဲ့အခါမှာကျွန်တော်တို့ထဲမှာဝိကုတ်တွေအများကြီးဖြစ်စေတယ်။အဲကြောင့်ရိုးရှင်းစွာနဲ့ဒီနေ့ပြောပြပါ။လေးတန်းကလေးကစတဲ့ဆောင်ဝတ်မဖြစ်ခိုင်းပါဘူး။လေးတန်းကလေးဘာဆောင်ဝတ်ဖြစ်လဲ။လေးတန်းဆောင်ဝတ်ပဲဖြစ်ရမှာဖြစ်တယ်။ကျွန်တော်လေးတန်းကလေးကငါ10တန်းဆောင်ဝတ်ဖြစ်နေတယ်ဆိုမရပါဘူး။အဲ့လိုပဲကျွန်တော်ရဲ့အသက်တာမှာကျွန်တော်ရဲ့အရွယ်လိုက်ကျွန်တော်တစ်စိတစ်စိသိယူသွားဖို့ရခဲ့ရှိတာဖြစ်ပါတယ်။ကိုယ်သိရင်ခတ်မှာသိယူခြင်းတန်ပါအသေးတော်တွေမှာစိုက်ကြိုးပါအချိန်တန်တဲ့အခါမှာအတီးကွေးရလာဖို့ရခဲ့စီပြီးပါဖြစ်တယ်။တက်ရှိလာပါဘုန်းကြီးပါစေ။အာမင်။ဆိုတော့ဒီနေ့ကျွန်တော်တင်တော့မှာမရှင်းတဲ့ရာရှိတယ်နားမလည်ရာရှိတယ်ဆိုတော့နည်းနည်းလေးပြောရအောင်ရှင်းပါရှင်းတယ်ပေါ့ရှင်းတယ်အဲ့နားမလည်လိုက်တဲ့ဟာနားလည်တဲ့ဟာပေါ့နားမလည်တဲ့ဟာပေါ့အဲ့ဒါလေးနည်းနည်းလေးရှင်းပြီးတော့ကျွန်တော်တို့မှာဆက်ဆက်လုပ်ပြရအောင်ရှင်းတယ်နိုင်တဲ့သူတွေရှင်းတယ်ဘယ်လိုလဲပြောလိုက်ပါဘယ်မှာပြီးပြီဟုတ်လားကဲဟိုတယောက်မရှင်းတဲ့ဟာရှိချုပ်ပြောလိုက်ဒါကြတော့ပြန်သွားပဲဆရာဘူးပြီးမွေးသွားတယ်ဆိုတာသိလားရှင်းမရှင်းတဲ့ဟာနည်းနည်းလေးပြောမှကျွန်တော်တို့နည်းနည်းလေးပြန်ရှင်းပြဟုတ်ရှင်းသေးတယ်နောက်ရက်မှာအားပြန်ရှင်းကြတယ်ရှင်းတယ်ရှင်းတာလေးတစ်ချက်တော့ပြောလိုက်ဗာလေးရှင်းလိုက်တယ်မတူတာပေါ့ဒီလေးတည်းကတင်ခြင်းအဖြစ်ဘယ်ချက်လေးတစ်ချက်တော့ရှင်းပါတယ်အဲဒီယုံကြည်ခြင်းကိုဒီချင်းပဋိသင်္ခါရနဲ့အကွဲလို့တော့သိတာရှင်းတယ်အဲ့ဒီတော့ဘာလဲဒီတော့ရှင်းဆိုတော့ကျွန်တော်တို့သိတာကနှိချင်းခံပြီးမလုပ်လို့ရတယ်ဟိုတော့စားလို့ရတယ်ဆိုတော့ပုံသိရတယ်ဆိုတော့နှိချင်းခံလို့ကိနေခြင်းမရဘူးနှိချင်းခံလို့ထာဝရမရဘူးနှိချင်းခံလို့ဟိုတော့စားလို့ရတဲ့ပုံစံမျိုးမဟုတ်ဘူးကျမ်းစာကမှယုံကြည်တဲ့အခါမှာမလုပ်လို့ရတယ်ဆိုတော့နှိချင်းခံလို့ရတယ်ဟိုတော့စားတာကဘာလို့တက်ကြည့်လဲဆိုတော့ထာဝရကားတိုင်းကိုပဲတက်ကြည့်တာဒါကလောကအခြေခံပဲဘယ်သူကပြောလဲဆိုကျမ်းစာကအဲ့လိုပဲပြောထားတာဒါကိုကျွန်တော်တို့သိရဆိုတော့ယုံမာကု16ဘာကုဆက်လာဆက်ချောက်ပါတော့ယုံကြည်၍ဗတိဇာဘုရားတော်သူဒီကဲ့တင်ခြင်းတို့တော့ဆိုတော့ကျမ်းစာကပြောတဲ့ຢာကယုံကြည်ပြီးရဲ့သိချင်းဗတိဇာကကဲ့တင်ခြင်းတို့ရောက်အခုကျွန်တော်တို့အသိပေးတာကသိချင်းခံရင်ကဲ့တင်ခြင်းတို့ရောက်မယ်လို့တင်တဲ့အခါမှာဘာမပါတော့လဲဆိုတော့ယုံကြည်ဆိုတဲ့စကားမပါပါဘူးဆိုတော့သိချင်းခံတာကဘယ်လိုလုပ်ရလဲဆိုတော့ယုံကြည်တော့တယ်ဗတိဇာကိုခံရအဲ့တော့ပြီးအမှကြီးဟာဘာသာတရားမှာဘုရားကိုယူနေတဲ့သူဖြစ်တဲ့ယုံကြည်သောသူဖြစ်တဲ့ကျမ်းစာလည်းဖတ်တယ်ဘုရားလည်းလာလို့ပြီးလို့ပဲလေဒါမှလည်းအိမ်ဒီလေးတရားကိုကြားတဲ့အောင်ဒါပဲကလည်းယုံကြည်တယ်ယုံကြည်တဲ့အခါမှာကျွန်တော်ရေးပြတယ်ကျွန်တော်ဘယ်သူသားပါလဲဒီလိုမနာဘူးဒါပေမဲ့စိတ်လုံးအကျွေးမဲ့ယုံကြည်တယ်ဆိုရင်ဘာလို့ရလဲဗတိဇာကိုခံလို့ရတယ်ဘာမှခံတယ်ရေးထဲနာဗတိဇာသူလက်တွေ့လို့သွားပြီး
ပြီးတော့ကမှပေါင်းရဲ့အိမ်လူအိမ်သားများဟုတ်လားယုံကြည်တဲ့အိမ်လူကြီးတရားကိုဟောတယ်ကပ်တဲ့နှုတ်ပတ်တရားကိုဟောတယ်ယုံကြည်တဲ့အခါမှာဒီစင်တရိတာယုံကြည်တာကအရေးကြီးလို့ဖြစ်တယ်ယုံကြည်ပြီးဘာလို့ရလဲဆိုတော့ပရိသတ်ခံပြီးတဲ့အခါမှာဘုရားတော်ဆရာတို့တော့ဒီလိုဒီကတတ်မှတ်တယ်ပဲဘုရားတော်စာရင်းဒီဘာဝင်လို့လဲဆိုတော့ယေရှုခရစ်တော်ကိုအောက်ပေးပြီးရအောင်ဘယ်ချိန်ကြီးပြုရမလဲဟာဘယ်ချိန်ကြီးပြုကြမလဲတက်လာဆိုအောက်ပေးလို့ပါဟိုတော့အောက်ပေးတော့ကပြုပါတယ်ဘယ်ချိန်ကြီးပြုရမလဲဆိုယေရှုခရစ်တော်လောကကြီးကိုပြန်မလာပြီးချိန်တယ်ကျွန်တော်တို့ရအောင်အဲ့တော့အဲ့တော့ဒီမှာတတ်မှတ်ကြတယ်သူကတလားခါစားတယ်သူက6လခါစားတယ်တချို့ကအပတ်တိုင်းစားတယ်ဘလို့နှလုံးသားနဲ့စားလဲတော့ပဲအပတ်တိုင်းစားရတယ်မှန်တယ်တလားခါစားရတယ်မှန်တယ်6လခါစားရတယ်မှန်တယ်အရေးကြီးဆုံးကဘာမှမလုပ်လို့လဲဆိုတော့နှလုံးသားမှတ်ဖို့ရေးတယ်နှလုံးသားမှန်ပါလေဆိုတော့ကိုယ်ပြန်ပြတဲ့နှလုံးသားနဲ့ကိုစစ်ဆေးပြီးတော့ဒီဟာမှတ်ဖို့ရေးတယ်တချို့ကနှလုံးသားမှတ်တာနှလုံးသားမှာပြတ်တော်မရှိခဲ့တဲ့လွတ်ဆောင်တဲ့အခါမှာသူတို့တက်တာမှာအားလို့6လစားရင်ဘာတစ်လစားရင်ကြည့်ပြအောင်တလားစားရင်ဘာလဲအပတ်တိုင်းစားရင်အစ်စစ်မပြေဘူးကိုယ်ကပြည့်ရတယ်ကွာအပတ်တိုင်းစားလို့ပြောရတာဟုတ်လားဒါကပဲစား6လပဲစားနေ့တိုင်းပဲစားကျွန်တော်ရဲ့စားရည်ဒီယေရှုခရစ်တော်ကိုအောက်ပေးပြီးလာတယ်ဖြစ်လို့ဆိုရင်ဘုရားစားတာအဲ့ဒီရဲ့တပတ်တဲ့စနေစနေနေ့ကြီးရဲ့ဆောက်ကိုဟုတ်ပြီတော့အဲ့ဆိုရအောင်မြစ်ချင်းကလို့ဒီဇာကလို့ဘုရားကဖြစ်တာလားယေရှုခရစ်တော်ကိုယုံကြည်လို့ဘုရားကဖြစ်တာလားအဲ့ဘာလို့ကြောက်ယုံကြည်ရင်ယုံကြည်ရင်ပါပါတယ်ယုံကြည်ရင်ကြောက်တာတော့ဒီအောင်ပဲဆိုလိုက်ပဋိသန္ဓေလို့တိုင်ရှင်းလို့မပြေဘူးပဋိသန္ဓေလို့ဘုရားသားဖြစ်ပဋိသန္ဓေလို့အာဝါဒမရဘူးကျွန်တော်တို့တင်တာကဒီကနေ့ရောနေတယ်သူပြစ်ချင်းခံပြီးပြီဆိုတော့သူကထိချသွားပြီတဲ့ကောင်းကောင်းပေါ့အဲ့လိုသိကြပြစ်ချင်းခံအောင်မကြည့်ဘူးသူကောင်းနေတာဘယ်ဝဲကြည့်ရလဲနဝါးသားတယ်သူယုံလားမယုံလားလဲသူကြည့်တာယုံကြည်မယုံကြည်ရတယ်သူတက်တာပေါ့အဲ့ဒါသူတရားစကားနားပေါက်ပြီးတော့ဒီဆောင်းတဲ့သားနဲ့အတွင်းလဲကြောင်းပြီးအကြည့်လဲကြောင်းပြီးအသက်ရှင်နေတာသူကသူစိတ်တိုင်းကြအသက်ရှင်နေတာပြေးတာနဲ့တော့တိုင်းကြီးယုံတဲ့လူကတော့မယုံတဲ့လူကလည်းသူကပဲအဲ့ဒါတို့ကတော့အဲ့ဒီမှာပါနေတယ်ဆိုတာတော့ကိုနိုင်ထားဖို့အဲ့ဒါဒီမှာကလေးတွေလည်းဒီကိစ္စကိုနဲ့ဆိုင်ပါတယ်ကလေးတွေကကိုနဲ့မဆိုင်လို့မလုပ်နိုင်ဘူးဟောတင်ချကြပြီးတော့ကိုယ်ပဲကြည့်ပါလိမ့်ကြည့်တော့အောက်ဘူးတွေဆိုတော့ငါတို့တော့ပါလိုက်မယ်တနေ့သူတစ်ချိန်မှာပါလို့ရတယ်ကလေးလေးလည်းဒီလည်းဒီတရားကမရွယ်ဘယ်ချိန်ဒီလည်းဒီလားဒီပါဘူးမတိတဲ့အတွက်ကျွန်တော်တို့စိတ်ချသွားတယ်လုပ်သားလိုက်တာယေရှုခရစ်တော်ကိုဘာလို့သားဖို့လို့လဲယုံကြည်ထားဖို့လို့လဲယုံကြည်ထားရင်ကြည့်တာဘူးလေယုံကြည်ထားအချိန်ပြည့်လောကကြီးကပတ်သွားနိုင်တော့ဒီလိုတော့ယေရှုခရစ်တော်ရဲ့လာဝါကတဲ့တရားငါတို့မိုက်ဒီရှိကြောပြီးတော့လက်စီကြောပေးပြီးဆိုရင်တော့ဒီမှာဒီမှာဒီဖားလို့ပဲဒီလိုမျိုးဒီလက်ခံတဲ့ကောင်မှာဘယ်ကလိုလိုဆောင်ပြီးညပြန်ဖို့ဒီစီကိုရတာလုပ်ရတဲ့မှာအနောက်ပြည်မှာပါဝင်စိတ်ကလေးတွေအဲ့ဒါကြောင့်အားလုံးကြောက်ကြည့်ပြပါစေအာမင်စိတ်ဓာတ်ရှင်တရားကိုလို့ကျေးဇူးတင်တယ်ရတိုင်းပေါ်မှာဘုရားနားလည်နိုင်ဖို့ရအတွက်ရေဝိညာဉ်မျက်စိကိုဖွင့်ပါဝိညာဉ်သားကိုကြားစေပါလက်ထဲသောအရာတွေကိုဘုရားဒီဆက်လက်ပြီးသူ့တင်ပါသူတို့ဒီဘုရားရဲ့လူတော်ကိုဆောင်ရတဲ့အခွင့်နဲ့တူရရှိအမှုတော်လုပ်နေရတဲ့မှာတာရဲ့အစီအကံနဲ့အသက်တာအသီးသီးဖြစ်စေဖို့ရအတွက်သက်တော်တွေပဲအပ်တာပါတယ်ခတေးသောယောဂီကိုရောအသေးကကိုရောအားဖြင့်ကိုရောဘုရားဖြစ်စေပါပြီကြောင့်အမှုရခတေးအတွက်ကျေးဇူးတော်ရှင်မရဲ့ပြည့်ရှင်လက်တော်တို့အနန္တကမှာဒါမျိုးရဲ့ကိတ္တိရှိဒါမျိုးကိုရွေးတော့ကိတ္တိသောဖရာဒါမျိုးအတူတူရှိတော်မူသောယေရှုခရစ်တော်ဖရာ၏နာမတော်မြတ်၌ယိုသေးစွာပြည့်စက်တဲ့အနန္တရဲ့ကျေးဇူးတော်ကိုချီးမွမ်းကြပါရစေအာမင်